င်္ဂလာပါရှင်ကျမတို့ငုခတ်တာပါဒီဗီဒီယိုမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်နိုင်ငံသားတွေအဖွဲ့အစည်းတွေနဲ့စီမံကိန်းတွေရဲ့လုံခြုံရေးကိုမြန်မာနိုင်ငံဘက်ကနေတိကျသေးကြစွာအာမခံပေးဖို့တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီကပြောဆိုလိုက်ပါတယ်ဇွန်လ9ရက်နေ့မှာတရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နိုင်ငံသားရေးဝန်ကြီးမစ္စတာဝမ်ယီနဲ့မြန်မာနိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေတို့ပေကျင်းမြို့မှာတွေ့ဆုံတော့မှာအခုလိုမျိုးပြောကြားခဲ့တာပါတရုတ်နဲ့မြန်မာနှစ်နိုင်ငံအနေနဲ့ကဏ္ဍစုံညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကိုပုံမတိုးမြင့်ပြီးနှစ်နိုင်ငံဘုံအကျိုးစီးပွားကိုကာကွယ်ဆောင်ရှောက်သွားမှာဖြစ်တဲ့အပြင်မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုပြန်လည်ဦးမော့လာရေးကိုအရှိန်အဟုန်နဲ့ကူညီပေးလိုကြောင်းကိုလည်းဝမ်ယီကပြောကြားခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တရုံကလည်းထုတ်ပြန်ထားပါတယ်ရှင်မြန်မာနယ်စပ်မှာတပ်တူတူဖော်ရေးလုပ်ငန်းတွေကြောင့်မြစ်ရည်ညစ်ညမ်းမှုဖြစ်ပေါ်နေတာကိုလာရောက်ကြည့်ရှုဖို့ထိုင်းနိုင်ငံဆိုင်ရာတရုတ်တပ်အမတ်ကြီးကိုထိုင်းတဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတွေကဖိတ်ခေါ်လိုက်ပါတယ်။ထိုင်းနိုင်ငံမြောက်ပိုင်းမြစ်ချောင်းများကာကွယ်ရေးကွန်ရက်အဖွဲ့ဟာဇွန်လ9ရက်နေ့ကကြာရောက်တဲ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာချင်းရိုင်းဒေသစီကိုလာရောက်ဖို့ထိုင်းနိုင်ငံဆိုင်ရာတရုတ်တပ်အမတ်ကြီးဟန်ဂျန်ဝေကိုဖိတ်ကြားလိုက်တာလို့ဘန်ကောက်ပို့စ်သတင်းမှာဇွန်လ4ရက်နေ့ကဖော်ပြပါတယ်။တရုတ်ကုမ္ပဏီတွေရဲ့နေဆက်ဖြတ်ကျော်တပ်တူဖော်ရေးလုပ်ငန်းတွေကြောင့်ဖြစ်ပေါ်လာတဲ့အစိတ်အသင့်မြင့်ရည်ညဉ့်ညမ်းမှုအကျပ်တဲကိုကိုယ်တိုင်လာရောက်ကြည့်ရှုနားထောင်ပေးဖို့တောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ဒါ့အပြင်အဲ့ဒီအဖွဲ့ဟာထိုင်းဝန်ကြီးချုပ်အနုထင်ချန်ဝီတာကွန်စီကိုလည်းစာတစောင်ပေးပို့ခဲ့ပြီးမြန်မာလာအိုနိုင်ငံတို့နဲ့နေဆက်ချင်းထိစပ်နေတဲ့မြင့်ရည်တုညဉ့်ညမ်းမှုပြဿနာကိုအမျိုးသားရေးဦးစားပေးလုပ်ငန်းတစ်ခုအဖြစ်အတိအမှတ်ပြုကာအစိုးရအနေနဲ့ပြက်ပြက်သားသားအေးအေးဆောင်ရွက်ပေးဖို့ကိုလည်းတောင်းဆိုထားပါတယ်ရှင်။ပခုတ်ကူခရိုင်ပေါ့မြို့နယ်ကုတ်ကိုစုပြူရွာကနေလက်နက်မချပဲမြိုင်ဆက်မှုနှစ်ဘက်ကိုထွက်ပြေးတဲ့ပြူစောတီ80ကျော်ကိုဖမ်းဆီးရမိတယ်လို့အညာမြေတပ်ပေါင်းစုကသတင်းထုတ်ပြန်ပါတယ်။ပခုတ်ကူခရိုင်ကိုစစ်ကောင်စီကဘလို့နီးလန်းတွေနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပါသလဲ။တုဒ္ဒချမ်းသာတင်ဆက်ပေးထားပါတယ်ရှင်။မကွေးတိုင်းပေါ့မြို့နယ်ထဲကပောက်ကူတော်အရိယာဝန်သားရဲ့အားအထားရဆုံးကုတ်ကူစုပြူရွာကိုဒေသကာကွယ်ပူးပေါင်းဖွဲ့တွေကဇွန်လ4ရက်နေ့မှာတင်ယူခဲ့တာပါ။ပြူစောတိအင်အားရာနဲ့ချီရှိတဲ့ကုတ်ကုစုပြူရွာကိုဒေသကာကွယ်အဖွဲ့တွေကဝင်ရောက်သိမ်းပိုက်ချိန်မှာမြိုင်နယ်စက်မှုညစ်ဘက်ကိုလက်နက်တွေနဲ့ထွက်ပြေးတဲ့ပြူစောတိ80ကျော်ကိုပေါင်းနယ်တော်ရင်းတနေရာမှာဖမ်းဆီးရမိတယ်လို့ဇွန်လ6ရက်နေ့မှာအညာမီတပ်ပေါင်းစုကသတင်းထုတ်ပြန်ပါတယ်။ကုတ်ကုစုပြူရွာကောင်းဆောင်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်6ယောက်ထွက်ပြေးလွန်မြောက်နေတဲ့ဖြစ်ပြီးသတင်းအချက်အလက်အသေးစိတ်ကိုထပ်မံထုတ်ပြန်မယ်လို့အညာမီတပ်ပေါင်းစုတာဝန်ရှိသူကပြောပါတယ်။စက်မှုနေရဲ့ဒီကနေ့လက်ရှိအခြေအနေနဲ့လွန်ခဲ့တဲ့ရက်တည်းရဲ့အခြေအနေပြီးကြတော့မြိုင်ကင်္ဂရောဘက်အချမ်းကအခြေအနေတွေတော့ကျွန်တော်တို့ပူးတွဲပြီးတော့သတင်းလေးတင်ထားတာတော့ရှိပါတယ်။ဒီရဲဝန်းဥကတော့လေဒီမင်းအောင်နိုင်နဲ့မတူတဲ့မူဝါဒတွေမတူတဲ့ policy တွေနဲ့အညာဘက်တွေကိုပေါ့လေခိုင်းဘက်မခွေးဘက်တွေကိုလှုပ်ရှားလာတယ်လို့မြင်တယ်။ရက်ဆက်မှုတွေကိုပိုပြနေတယ်လို့မြင်တယ်။ရဲဝန်းကချုပ်ဖြစ်ခါမှလေရင်တွေကိုတစ်စီးနှစ်စီးမသုံးမဲ့နဲ့ပြစ်မှတ်ကိုအစုလိုက်အပြုံလိုက်လုံးဝလွတ်မသွားအောင်ဂျက်ဖိုက်တာတွေ5-6ဆင်းနဲ့စက်တိုက်အုပ်စုလိုက်ကြီးဖွဲ့အကျဲတာမျိုးတွေစစ်ကြောင်းတွေကိုမိုင်းရဲဆန်စွာနဲ့စွတ်တိုးတာမျိုးတွေမြစ်ချေဘက်အချမ်းမှာဆိုရင်ရက်သားကလေးငယ်လေးတွေကစလို့မလို့တက်ဖြတ်တာတွေပေါ့နော်နေအိမ်တွေကိုရက်သားနေအိမ်တွေမှန်တိတိနဲ့ဈေးတွေနေအိမ်တွေကိုပေါ့နော်မတန်ရင်ခံပေါ့နော်မိရှို့ဖျက်ဆီးတာမျိုးတွေကတော်တော်ကြီးကိုစစောဝါပြုမှုလာတယ်ပေါ့နော်ဖမ်းဆီးရမိတဲ့ပြူစောချီတွေကိုနိုင်ငံတကာစစ်စီကံကျင်းဝတ်တွေနဲ့အညီထိန်းသိမ်းထားတယ်လို့ညာမြေတပ်ပေါင်းစုကသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။စစ်ကောင်စီကချင်းပြည်နယ်ကိုထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်မကွေးတိုင်းပခုတ်ကူခရိုင်နယ်ကအင်အားတွေကိုမေလဆန်းမှာစတင်စုစည်းခဲ့တာပါ။အဲဒီနောက်ပိုင်းချင်းပြည်နယ်ဘက်ကိုထိုးစစ်ဆင်တိုက်ခိုက်တာတွေစတိုက်ပြုလုပ်ခဲ့တာကြောင့်မကွေးတိုင်းဘက်ကအင်အားစုတွေကချင်းပြည်ဘက်ကိုစစ်ကောင်စီအင်အားထပ်မပြည့်နိုင်အောင်ကြားဖြတ်တိုက်ခိုက်မှုတွေပြူစခန်းသိမ်းတိုက်ပွဲတွေစတိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဓိကတော့သူတို့ကချင်းကိုဥတည်တယ်လို့သိရတယ်ပေါ့အခုကအခြေစိုက်တဲ့တိုင်းရင်းတပ်ဖွဲ့တွေကစိတ်ဖြူအတိုင်းပေါက်နေတဲ့ကနေပထမစစ်ကြောင်းတစ်ခုထိုးတယ်ပေါက်နောက်ဘက်မှာရှိတဲ့ကပ္ပစတော့24မှာသူတို့အင်အားပါစုတယ်အဲပေါက်နေတဲ့ကပြူရွာတွေကအင်အားတွေရောတပါးတည်းသူတို့ခေါ်သွားတယ်လို့ကျွန်တော်သိရတယ်အဲ့ဒီကနေမှစစ်ကြောင်းက2ခုထွက်တယ်လို့ကျွန်တော်သိရတယ်တစ်ကြောင်းကကျတော့ကျွန်တော်တို့မြောက်ဘက်ပေါက်ထီလင်းကားလန်းဟောင်းအတိုင်းပေါ့ထီလင်းဘက်ကိုထိုးသွားတယ်နောက်တစ်ခုကကျတော့အခုအသုံးအများဆုံးဖြစ်နေတဲ့လမ်းပေါ့ပေါက်ကြောက်ထူလမ်းပေါ့အဲ့ဒီအတိုင်းမင်းတပ်ဘက်ကိုတက်တယ်လို့ကျွန်တော်သိရတယ်နောက်တစ်ခုကကျတော့ထိတ်ဖြူကပ္ပစ21တော့22ပေါ့အဲ့ဒီကလာတဲ့ဟာတွေကကျတော့ပေါက်နယ်ကိုကျွန်တော်မဖြတ်တော့ဘဲနဲ့ဆောလောင်းရှည်လန်းအတိုင်းဆောကိုသူတို့ဒါရိုက်တက်သွားတယ်ဆောကနေမှသူတို့ကလည်းချင်းပြည်နယ်ကိုပဲဆက်တက်မယ်လို့ကျွန်တော်သိရတယ်
စစ်ကောင်စီကမြန်မာပြည်အလဲပိုင်းကနေချင်းပြည်နယ်နဲ့ကချင်ပြည်နယ်ဘက်ကိုစစ်ဦးတဲနေချိန်မှာချင်းပြည်နယ်နဲ့နေမင်းချင်းကြီးစပ်နေတဲ့မြိုင်နယ်ကတရက်ကံပြူစောတိရွာကိုဒေသကာကွယ်အဖွဲ့တွေကမေလ22ရက်နေ့မှာသိမ်းယူခဲ့ပြီးမကွေးတိုင်းထဲမှာစစ်ရေးအရှိန်မြင့်တင်ခဲ့တာပါမကွေးဖက်ဒရယ်ယူနစ်အတွင်းဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေတွေကိုစီမံကွပ်ကဲပြီးစစ်ကောင်စီရဲ့ခြေလှမ်းတွေကိုတုံ့ပြန်နိုင်ရေးအတွက်ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပါဝင်ကြဖို့မေလ29ရက်နေ့ရက်စွဲနဲ့ကြေညာချက်ထုတ်ပြီးဂျာကာလာမကွေးဖက်ဒရယ်ယူနစ်အစိုးရကဖိတ်ခေါ်ခဲ့ပါတယ်ဂျာကာလာမကွေးဖက်ဒရယ်ယူနစ်အစိုးရကုတ်ကဲမှုမှာပူးပေါင်းပါဝင်မဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကိုစုစည်းပြီးမကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်းတွေရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုဖော်ဆောင်နေပြီလို့လည်းကြေညာချက်မှာဖော်ပြခဲ့ပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါရှမ်းပြည်နယ်တောင်ပိုင်းလဲချမြို့နယ်ပုံတိုက်ကျေးရွာအုပ်စုကရွာသား19ယောက်ကို PNO ပြည်သူ့စစ်အဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားပြီးငွေကျပ်3900နဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့မေလ29ရက်နေ့ညပိုင်းကလက်ဆန်းဒေတာအခြေဆိုင် PNO အဖွဲ့ကရွာသားတွေကိုဖမ်းဆီးပြီး PNO အဖွဲ့မှစစ်မှုထမ်းရမယ်လို့ပြောဆိုခဲ့ပါတယ်။ဖမ်းဆီးခံရသူအများစုဟာအသက်20ကနေ35နှစ်ကြားရှမ်းတိုင်းရင်းသားလူငယ်တွေဖြစ်ပြီးစစ်မှုမထမ်းချိန်ရင်တယောက်ကိုငွေကျပ်300စီပေးရမယ်လို့ PNO ကတောင်းခံခဲ့ပါတယ်။ဒါကြောင့်မို့မိသားစုဝင်တွေကတွားရောက်ညှိနှိုင်းခဲ့တာမှာပထမရက်အနေနဲ့ငွေကျပ်300ပေးဆောင်ခဲ့ပြီးကျန်တဲ့ငွေတွေကိုတလအတွင်းပေးသွင်းရမယ်ဆိုတဲ့ခံဝန်ချက်နဲ့မေလ30ရက်နေ့ကပြန်လွှတ်ပေးခဲ့ပါတယ်။ကျန်သေးတဲ့ငွေကိုထပ်ရှာဖို့ကတော်တော်ခက်ခဲနေတယ်လို့ဒေသခံတယောက်ကပြောပါရယ်။ဒါအပြင်သတ်မှတ်ထားတဲ့ငွေတွေကိုအချိန်မီမပေးနိုင်ရင်ပြန်ဖမ်းပြီး PNO ဌာနချုပ်ကိုပို့ဆောင်ပြီးစစ်မှုထမ်းခိုင်းမယ်လို့ပြောထားကြောင်းကိုလည်းသိရပါရယ်ရှင်။ AR တိုင်းငပူတော်မြို့နယ်ဂျက်ကာစိန်တောင်မော်တင်ကားလမ်းပေါ်ကတင်းချောင်းတရားအမှတ်1/59အနီးကချိကက်မြေသားလမ်းကျွန်းကျခဲ့တာကြောင့်ရင်တွေဖြတ်တန်းသွားလာလို့မရဘူးလို့ဒေသခံတွေစီကသိရပါဗျ။မေလ9ရက်နေ့မနက်ပိုင်းကမိုးတဲထန်စွာရွာသွန်းခဲ့တာကြောင့်မြေသားတွေရေတိုက်စားပြီးကျွန်းကျခဲ့တာကြောင့်မို့လို့ရင်တွေဖြတ်တန်းလို့မရဘူးလို့သိရပါဗျ။တရားချိကက်လက်အနားမှာကျွန်းကြခဲ့တာဆက်ပြီးပြိုကျဖို့ကနည်းနည်းပဲကျန်တော့တာမို့လို့ဘယ်ရင်မှသွားလို့မရဘူးလို့ဒေသခံတယောက်ကပြောပါတယ်။ရင်တိုက်စားမှုကြောင့်ပျက်စီးခဲ့တဲ့တင်းချောင်းတရားကိုသက်ဆိုင်ရာလမ်းဦးစီးဌာနကပြင်ဆင်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးသွားမယ်လို့ဆရာနာရှင်လက်အောက်ခံတိုင်းဆိုရအဖွဲ့ကတော့ကြေညာထားပါတယ်ရှင်။မြန်မာပြည်တွင် CNG 3နေရင်တွေကိုမော်တော်ယာဉ်မှတ်ပုံတင်စာအုပ်အုံနာဘုတ်ထဲမှာကုန်းလန်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကာညာနာရဲ့တစိမ့်တုံးထုနှိမ်မှတ်ပုံတင်ပြီးမှပဲ CNG တက်တန်းတိုးပေးတော့မယ်လို့မြန်မာအရှင်နံနဲ့တဘာဝတံငွေလုပ်ငန်းကအသိပေးထားပါတယ်။အဲ့လိုစာအုပ်မှာ CNG ရင်ဖြစ်ကြောင်းကာညာနာရဲ့တစိမ့်တုံးထုနှိမ်မှတ်ပုံတင်ထားရမှာဖြစ်ပြီးဇွန်လ10ရက်နေ့နောက်ပိုင်းမှာတော့အဲ့ဒီတစိမ့်တုံးပါတဲ့ကားတွေကိုပဲ CNG တက်တန်းတိုးပေးတော့မှာလို့ဆိုပါတယ်။အခုလိုတစိမ့်တုံးပါရမယ်ဆိုတဲ့သတ်မှတ်ချက်ကြောင့် CNG ရင်ပိုင်ရှင်တွေအနေနဲ့တစိမ့်တုံးသွားထုဖို့ကာညာနာရုံကိုထပ်သွားရမှာမို့လို့အလုပ်တွေပိုရှုပ်ကုန်နေဆိုပြီးတော့လည်းဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။ဒါအပြင် CNG 3 YBS ရင်တွေကိုလည်းဇွန်လ10ရက်နေ့ကစပြီးမော်တော်ယာဉ်3တဘာဝတံငွေဝယ်ယူခွင့်စာအုပ်မပါရင် CNG ဖြည့်သွင်းရောင်းချပေးမှာမဟုတ်ဘူးလို့တစ်ဆက်တည်းအသိပေးထားပါတယ်ရှင်။နိုင်ငံတော်တိုင်းပင်ခံဒေါ်ဆန်းစုကြည်ချက်ချင်းလို့နိုင်ငံတော်အတိုင်းပင်ခံဒေါ်ဆန်းစုကြည်ကျမ်းမာပါစေအမေစုကျမ်းမာပါစေနိုင်ငံရေးအကျဉ်းသားများအားလုံးချက်ချင်းလို့ဟုတ်ကဲ့ပါတောင်ကိုရီးယားနိုင်ငံဦးဆန်မြို့မှာလတလရဲ့နောက်ဆုံးသတင်းပတ်ဆန္ဒပြပွဲဖြစ်မေလ31ရက်နေ့ကပြုလုပ်ခဲ့ကြတာပါအာနာသိစစ်ကောင်စီသမ္မတအထုအစိုးရအထုကိုအုံတို့အနေနဲ့တောင်းဆိုပါတယ်လူထုကောင်းဆောင်နဲ့နိုင်ငံရေးချင်းသားများတရားပန်းစီချုံတောင်ထားတဲ့မြန်မာနိုင်ငံသူနိုင်ငံသားများကိုအများဆုံးလွတ်ပေးပါလို့တောင်းဆိုပါတယ်မေစုရန်ကုန်လွတ်ပြပါစေမေစုရန်ကုန်လွတ်ပြပါစေမေစုရန်ကုန်လွတ်ပြပါစေဒေါ်ဆန်းစုကြည်ဟာမြန်မာပြည်အတွက်လုံးဝမရှိမဖြစ်ခေါင်းဆောင်ဖြစ်တယ်လို့လည်းပြောဆိုသွားခဲ့ကြပါတယ်ပြည်သူခေါင်းဆောင်ဒေါ်ဆန်းစုကြည်ဟာမြန်မာနိုင်ငံတော်အတွက်လုံးဝမရှိမဖြစ်လိုအပ်တဲ့ပြည်သူခေါင်းဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ဒါမို့ဒေါ်ဆန်းစုကြည်ကိုကြမ်းမာနဲ့အမြန်ဆုံးလွတ်ပေးဖို့ပြည်သူတယောက်အနေနဲ့ပြတ်သားတောင်းဆိုတယ်။နေသားသလိုမနေကြပဲစုပေါင်းတော်လှန်ပါမှຫນွေဦးတော်လှန်ရေးအောင်ပွဲရမှာဖြစ်ကြောင်းလဲပြောကြားသွားခဲ့ကြတာပါနေသားသလိုမနေကြပါနဲ့
နော်ကျွန်တော်တို့ဒီတိုက်ပွဲอ่ะကျွန်တော်တို့အားလုံးဒီဘက်ရောက်နေတဲ့ညီကိုမောင်နှမတွေစီစီနဲ့ကျွန်တော်တို့ဒီအာနာရှင်တွန်းလှန်မှအောင်မြင်ပါပါကိုရအဲ့ဒါကြောင့်ပတ်စံဒီဝေးကြီးတူရာတို့ဘာလို့ညာတို့ဆိုရင်လည်းငါမိသားစုငါရွာငါမြို့နယ်မဖြစ်ဘူးဘာမှမဖြစ်ဘူးငါမတူလဲရတယ်ဒီတော်လန်ရေးကသူ့ဘာသူမိသားစုမနေဘဲနဲ့သူ့ဘာသူပြီးသွားမယ်ဘာညာမလုပ်ဘဲနဲ့တက်ညီလက်ညီနဲ့ဂျိုင်းလူတွင်းရွေ့နိုင်ပါတယ်ဆိုတဲ့စကားလေးပြောကြရင်လည်းဒီကုန်းချုပ်ပါတယ်လူလူကောင်းဆောင်ရောဆန်းစုကြည်ရေးပါတော့ကိုကိုပြပါပါတယ်ဒါကြောင့်လို့အမြဲတမ်းသူပြောတော်သူတော်ဟုတ်ပါတယ်မေစုကျန်ဆုံးလွတ်ကြပါစေမေစုကျန်ဆုံးလွတ်ကြပါစေအခုလိုတောင်ကိုရီးယားမှာပြုလုပ်နေကြသလိုပဲဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဆန္ဒပြပွဲတွေကိုပြည်တွင်းပြည်ပနေရာသီးသီးမှာပြုလုပ်နေကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါလူလူကောင်းဆောင်နေနိုင်ငံရေးချင်းသားများမတရားဖန်ဆီးချုံနှောင်ထားတဲ့မြန်မာနိုင်ငံသူနိုင်ငံသားများကိုအများဆုံးလွတ်ပေးပါလို့တောင်းဆိုပါတယ်မေစုရန်ကုန်လွတ်ပြပါစေမေစုရန်ကုန်လွတ်ပြပါစေမေစုရန်ကုန်လွတ်ပြပါစေဆရာနာရှိစနစ်ဆိုကြာဆုံးရမည်ကြာဆုံးရမည်ကြာဆုံးရမည်ဖရဒီမိုကရေစီရရဖို့အောင်ရမည်အောင်ရမည်ဖရဒီမိုကရေစီရရဖို့အောင်ရမည်အောင်ရမည်ဒီမိုကရေစီရရှိရေးဟုတ်ကဲ့ဟုတ်ကဲ့ဒီမိုကရေစီရရှိရေးဟုတ်ကဲ့ဟုတ်ကဲ့ဆရာနာစနစ်ကြာဆုံးရမည်ကြာဆုံးရမည်ကြာဆုံးရမည်ဆရာနာစနစ်ဆိုလုံးမရှိလုံးရှိလုံးရှိဆရာနာစနစ်ဆိုလုံးမရှိလုံးရှိလုံးရှိအရေးတော်ဖို့အောင်ရမည်အရေးတော်ဖို့အောင်ရမည်အရေးတော်ဖို့အောင်ရမည်မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်နဲ့သမီးဖြစ်သူဂမ်ဂျူအဲရိုဟာကန်ဂွန်ရေတပ်ဖြတ်သင်းမောရဲ့ရေချောင်းသွားလာမှုစမ်းသပ်ချက်ကိုတွားရောက်ကြီးကြပ်ခဲ့ကြတယ်လို့နိုင်ငံပိုင်ရုပ်သံ KRT ကဇွန်လ 6 ရက်နေ့စနေနေ့မှာသတင်းထုတ်ပြန်ပါတယ်။နျူကလ িয়ার စစ်ပွဲကိုဟန်တားနိုင်ဖို့အတွက်ရေတပ်စွမ်းဆောင်ရည်ကိုမြင့်တင်ဖို့လိုအပ်တယ်လို့ကင်ဂျုံအွန်ကအလေးအနက်ပြောကြားခဲ့ပြီးစမ်းသပ်မှုတွေပြီးရတဲ့အဲ့ဒီရေတပ်ဖြတ်သင်းမောအပြင်ချွဲဟွန်လို့ခေါ်တဲ့တန် 9000 ရှိတဲ့စစ်သင်းမောတစ်စင်းကိုပါတာဝန်အမြန်ဆုံးချထားဖို့ရေတပ်ကိုအမိန့်ပေးခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာမှာဖတ်ကြားသွားခဲ့ပါတယ်။ဂျွန်လ 4 ရက်နေ့ကြာသပတေးနေ့ကတွားရောက်ခဲ့တဲ့အဲ့ဒီခီးစဉ်အတွင်းဂန်ကွန်သင်္ဘောကုန်းဘက်ပေါ်မှာကင်ဂျုံအွန်ရဲ့ဘေးနားမှာဂမ်ဂျူအဲမှတ်တရက်နေတဲ့ဓာတ်ပုံတွေကိုလည်း KRT ရုပ်သံဖိုင်မှာပြသခဲ့ပါတယ်။ဒါအပြင်ကင်ဂျုံအွန်ဟာရေတပ်စစ်သည်တွေရဲ့စစ်စင်ရေးစွမ်းဆောင်ရည်ကိုချီးကျူးခဲ့ပြီးသင်္ဘောရဲ့ပုံမှန်မောင်းနှင်မှုနဲ့အရှိန်ပြင်းမောင်းနှင်မှုစနစ်တွေအပေါ်စိတ်ကျေနပ်မှုရှိကြောင်းကိုလည်းပြောကြားခဲ့တယ်လို့ KRT ကအစီရင်ခံသွားပါတယ်ရှင်။တရုတ်သမ္မတရှီကျင်းဖျင်ဟာလာမယ့်အပတ်မှာမြောက်ကိုရီးယားကိုအလဲပတ်ခရီးသွားရောက်မှာဖြစ်ပါတယ်။ဒါဟာ9နှစ်အတွင်းမြောက်ကိုရီးယားကိုပထမဆုံးအကြိမ်သွားရောက်တာဖြစ်တယ်လို့နှစ်နိုင်ငံမီဒီယာတွေကဖော်ပြကြပါတယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ရဲ့ဖိတ်ကြားချက်အရဇွန်လ 10 ရက်နေ့နဲ့ 9 ရက်နေ့2ရက်တာအလဲပတ်သွားရောက်မှာဖြစ်ပါတယ်။ရှီဟာ2019 ခုနှစ်ကမြောက်ကိုရီးယားနိုင်ငံကိုအလဲပတ်ရောက်ခဲ့ဖူးပါသေးတယ်။ရှီရဲ့မြောက်ကိုရီးယားခီးစဉ်ဟာအမေရိကန်သမ္မတနဲ့ရုရှားသမ္မတတို့တရုတ်နိုင်ငံကိုလာရောက်ခဲ့ပြီးတဲ့နောက်ပေါ်ပေါက်လာခဲ့တဲ့ခီးစဉ်လည်းဖြစ်ပါတယ်။တရုတ်နဲ့မြောက်ကိုရီးယားနိုင်ငံတို့ဟာနယ်စပ်တစ်လျှောက်ကီလိုမီတာ1400ထိစပ်နေပြီးနှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာအပြန်အလှန်အကူအညီပေးဖို့ကတိပြုထားကြပါတယ်။ဒီနှစ်ကလည်းတရုတ်နဲ့မြောက်ကိုရီးယားနိုင်ငံတို့အကြားစာချုပ်ချုပ်ဆိုထားတဲ့65နှစ်ပြည့်မြောက်တဲ့နှစ်လည်းဖြစ်ပါတယ်ရှင်။ကိုလံဘီယာပေါ့စတာရှာကီယာဟာ2026ကမ္ဘာဖလားဖွင့်ပွဲအခမ်းအနားမှာတရားဝင်သချင်းကိုတီးဆိုဖျော်ဖြေတော့မှာဖြစ်ပါတယ်။သူဟာလာမယ့်ဇွန်လ 17 ရက်နေ့ကြာသပတေးနေ့မက္ကဆီကိုစီးတီးက Estadio Azteca ကွင်းကြီးမှာဖျော်ဖြေမှာပါ။ရှာကီရာဟာအဆိုတော်ဘာနာဘွိုင်းနဲ့အတူတူဒိုင်းလို့အမည်ရတဲ့သချင်းကိုပူးတွဲတီးဆိုမှာဖြစ်ပါတယ်။ဒီဖျော်ဖြေပွဲအပြီးမှာတော့အင်ရှင်မက္ကဆီကိုနဲ့တောင်အာဖရိကတို့ရဲ့ကမ္ဘာဖလားအဖွင့်ပွဲစဉ်ကိုဆက်လက်ရှင်ပြိုင်ကြမှာပါ။အေရှန်နိုင်ငံတွေဖြစ်တဲ့ကနေဒါနဲ့အမေရိကန်တို့မှလည်းဖွင့်ပွဲအခမ်းအနားတွေကိုတီးခြားစီကျင်းပပေးသွားမှာဖြစ်ပါတယ်။ကနေဒါနိုင်ငံပွဲစဉ်မှာတော့မိုက်ကယ်ဘူဘလီကဦးဆောင်ဖျော်ဖြေမှာဖြစ်ပါတယ်။အမေရိကန်ပွဲစဉ်မှာတော့ Katy Perry နဲ့ Rapper Future တို့ကပရိသတ်တွေကိုဖျော်ဖြေကြမှာဖြစ်ပါတယ်။ဒါ့အပြင်ရှာကီရာဟာလာမယ့်ဇွန်လ 19 ရက်နေ့မှာကျင်းပမဲ့ကမ္ဘာဖလားဘောလုံးပွဲဖျော်ဖြေပွဲမှာလည်းမက်ဒေါနာ BTS တို့နဲ့အတူပါဝင်သွားမှာဖြစ်ပါတယ်ရှင်။
ဒီဗီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်